တရားတရားဘာနဲ့ပေါင်းရလို့ခိုင်မြဲသွားတာလဲအသိဉာဏ်နဲ့ပေါင်းရလို့ခိုင်မြဲသွားတာအဲ့ဒီလိုခိုင်မြဲသွားပြီဆိုလို့ရှိရင်ဘယ်သူကမှသူ့ကိုလှုပ်ရှားအောင်လုပ်လို့မရတော့ဘူးသူ့တန်တန်မှာသူ့တရားနဲ့သူနေလို့ရသွားပြီသိသွားပြီပေါ့ဆိုလိုတာကအဲ့ဒီလိုအသိရှိသွားရင်တရားတရားလဲခိုင်မြဲတယ်အစသာရရသူ့တန်တန်မှာကောင်းမြတ်တာတွေဟာရှုဝေးသွားတယ်ဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့နည်းနည်းပြောချင်တယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကရာဇကြုံမြို့မှာအင်မတန်ဆင်းရဲတဲ့လူတစ်ယောက်ရှိဆွေမရှိဘူးမျိုးမရှိဘူးမိဘမရှိဘူးသားသမီးမရှိဘူးမိသားစုမရှိဘူးပစ္စည်းဥစ္စာဘာမှမရှိဘူးခန္ဓာကိုယ်ကလည်းပဲနူနာယောဂါတကိုယ်လုံးဆွဲကပ်နေတယ်အဲ့ဒါသူဘယ်မှာနေရတော့ဆိုတော့သူများရဲ့အိမ်ဇက်ကလေးမှာသူများရဲ့ဒီအုံနံရံလေးမှာမှီးပြီးတော့နေရတယ်ညတိုင်ရောက်လို့ရှိရင်ဆေးလည်းမကုနိုင်တဲ့အတွက်ကြောင့်သူ့ရဲ့နူနာတွေယောဂါတွေကထကြွလာတော့အမြဲတမ်းအော်ဟစ်ညည်းညူနေရတယ်ဒါကြောင့်ညတိုင်မှာသူနဲ့နီးတဲ့အိမ်တွေဟာအိတ်ကောင်းခြင်းမအိတ်ရဘူးသူများကိုနိုးကြားစေလို့သူ့ရဲ့နာမည်ကိုတုပ္ပဗုဒ္ဓလို့နာမည်ပေးတယ်အဲ့ဒါအမေကမှဲ့ပေးတဲ့နာမည်မဟုတ်ဘူးအရက်ကဝိုင်းပြီးတော့ပေးတဲ့နာမည်တုပ္ပဗုဒ္ဓကမြတ်စွာဘုရားရဲ့တိဋ္ဌထမင်းသားရဲ့ရောက်ခမကလည်းဗာလဲတုပ္ပဗုဒ္ဓနော်အဲ့ဒီတုပ္ပဗုဒ္ဓမဟုတ်ဘူးအဲ့ဒီတုပ္ပဗုဒ္ဓလူနုဟာလေတနေ့တော့မြို့ထဲကိုအစာအာဟာရတစ်ခုတလေရမြန်းရမလားဆိုပြီးတော့သွားလာလူစုလူဝေးပေးသက်ကြီးကိုမြင်တော့ဟိုနေရာကအစာဝေနေတာနဲ့တူတယ်ဆိုပြီးတော့သူသွားတာအဲ့ဒီမှာဖြစ်ချင်တော့မြတ်စွာဘုရားကတတ္တဝါတွေကိုတရားရည်အေးအမြိုက်ဆေးတိုက်ကျွေးနေတာအဲ့ဒီမှာသူပေးသက်အစွန်ကနေထိုင်ပြီးတော့မြတ်စွာဘုရားရဲ့တရားကိုနားစိုက်ပြီးတော့သူထောင်ကြည့်နော်အဲ့ဒီမှာသူဘာဖြစ်တုံးဆိုတော့တူတူပြောကြစို့ကိုယ့်ရဲ့အကြောင်းကိုကိုကောင်းကောင်းသိသွားတယ်ယခုနကလိုသစ္စာ၄ပါးကိုသူသိသွားတယ်တရားသံကိုကြားမယ်ပရတောဂောသယောနိသောမနတိကာရနှလုံးသွင်းလဲမှန်မယ်ဇာဆိုရင်တမ္မာဒိဋ္ဌိဖြစ်တယ်အဲ့ဒီတမ္မာဒိဋ္ဌိဒီကြီးထွားသွားလို့ရှိရင်အရိယာမဲ့ဉာဏ်ဘုံဉာဏ်ထိကိုရောက်သွားတယ်အဲ့ဒီအကြောင်းနှစ်ချက်နဲ့ညီတဲ့အတွက်ကြောင့်သုဘဗုဒ္ဓဘာဖြစ်သွားပြီလဲသောတာပန်ဖြစ်သွားတယ်သစ္စာလေးပါးသိပြီးတော့ငါဆိုတာမရှိဘူးဒုက္ခပဲရှိတယ်လို့သူသိသွားတယ်ခုတက္ကသမားတို့ဥစဉ်တဲ့တွေကငါရှိတယ်သူရှိတယ်လို့ပဲသိတယ်ဒုက္ခရှိတယ်လို့ကတစ်ခါမှပဲသိတယ်ကိုယ်အလိုမကျတာတွေဖြစ်မှဒုက္ခလို့ထင်တာကိုဟုတ်လားတခါကြီးမိုင်းမြအဲ့ဒီမှာသုဘဗုဒ္ဓကသူမှဘာမှမရှိဘူးနော်ပစ္စည်းလည်းမရှိဘူးကျမ်းမာရေးလည်းမပြည့်စုံဘူးဆွေမရှိမျိုးမရှိဘာမှလူတွေတန်ဖိုးထားတာဘာမှမရှိဘူးနော်ဘာမှမရှိပေမဲ့လို့အတိကိုရတဲ့အခါကျတော့သူ့ရဲ့စိတ်ထဲမှာပီတိနဲ့ပြည့်နေတယ်တဲ့ဒါအံ့ဩစရာသိကောင်းဒါကြောင့်လူတယောက်ကိုဆင်းရဲတယ်ချမ်းသာတယ်ဆိုတာအပေါ်ယံကြည့်ပြီးတော့ဝေဖန်ဖို့သိခက်တယ်နော်တခါကြီးမိုက်များခုသုဘဗုဒ္ဓကိုအပေါ်ယံကြည့်နော်ဆွေမရှိမျိုးမရှိလူတွေကောင်းတယ်ထင်တာတခုမှမရှိသို့တော့သူ့ရဲ့စိတ်ထဲမှာတော့ဘာနဲ့ပြည့်နေတယ်လဲပီတိနဲ့ပြည့်နေတယ်တဲ့ဝမ်းသာနေတယ်ဝမ်းမြောက်နေတယ်ကြည်နူးနေတယ်ချမ်းသာနေတယ်အဲ့ဒီတော့သူဘာဖြစ်တော့ဒီချမ်းသာဘယ်သူကြောင့်ရတော့မြတ်စွာဘုရားကြောင့်ရတာအဲ့ဒါနဲ့မြတ်စွာဘုရားကိုကျေးဇူးတင်လွန်းလို့သူချမ်းသာနေပါပြီဘုရားအရှင်ဘုရားရဲ့ကျေးဇူးကြောင့်တပည့်တော်ချမ်းသာနေပါပြီဒါကိုပြောကျင်လွန်းလို့မြတ်စွာဘုရားကြီးကိုသွားမယ်ဆိုတော့ရှေ့မှာဂုံသေးရှိတဲ့ပေးသက်ကခန်းနေတယ်သူသွားလို့မရအဲ့ဒီမှာမြတ်စွာဘုရားလည်းကြောင်းတော်ပြန်ကြွပေးသက်တွေလည်းအကုန်ပြန်သွားပြီဆိုတော့မှသုဘဗုဒ္ဓကအချိန်ယူပြီးတော့ဂိုင်းငါရထားတဲ့ချမ်းသာကိုမြတ်စွာဘုရားကိုငါသွားလျှောက်မယ်ဆိုပြီးတော့သွားတာဘုရားရဲ့ကြောင်းတော်ကိုလိုက်တယ်အဲ့ဒီမှာတရားမင်းကဒီသုဘဗုဒ္ဓလူနုဒီသိပ်ပြီးတော့ဆင်းရဲတယ်အခုသူတရားကိုသိသွားတယ်ဘယ်နဲ့လဲသူ့ရဲ့ယုံကြည်မှုဒီခိုင်မြဲမှုရှိရလားအဲ့ဒါကိုစမ်းမယ်ဆိုပြီးတော့တရားမင်းကကောင်းကင်ကနေပြီးတော့သုဘဗုဒ္ဓကိုပြောတယ်သင်ဟာအင်မတန်ဆင်းရဲတယ်နော်တဲ့သင်ကိုနူနာယောဂပြအောင်လဲလုပ်မယ်စီးစိမ်နဲ့ပြည်စိမ်အောင်လဲပဲငါဖန်တီးပေးမယ်ဖရာတရားတန်ခါဖြင့်အကျိုးမရှိအလိုမရှိလို့ယတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးကိုမှိမ့်မိန်အောင်သင်ပြောမယ်ဆိုရင်ငါလုပ်ပေးမယ်လို့ပြောတယ်နော်အဲ့ဒီတော့သုဘဗုဒ္ဓကဒီယတနာမြတ်သုံးပါးကြောင့်သူ့မှာသိပ်ပြီးတော့ချမ်းသာနေပါပြီဆိုတာ तू သိထားပြီနော်ဒီပြင်ချမ်းသာသူ့မှာမလိုဘူးဒီပြင်လူတွေလည်းယတနာမြတ်သုံးပါးကိုစိတ်ကပ်မှီဝဲမယ်ဆိုလို့ရှိရင်ချမ်းသာမယ်ဆိုတာ तू သိတယ်ပြီးတော့ဖယားကိုအသေးမဲ့အောင်တရားတန်ခါကိုအသေးမဲ့အောင် तू လုံးဝမပြောနိုင်ဘာကြောင့်လဲသူ့ရဲ့ကျေးဇူးကို तू ခံစားထားရတယ်နော်ဖယားတရားတန်ခါကိုအသေးမဲ့အောင်ပြောတယ်ဆိုတာယတနာမြတ်သုံးပါးရဲ့ကျေးဇူးကိုမခံစားဘူးလို့ပြောကြတာဟုတ်လားတခါကြီးမိုင်းမြခုကျေးဇူးကို तू ခံစားထားတာဆိုတော့ तू ပြောနိုင်မလားမပြောနိုင်ဘူးအဲ့ဒါနဲ့ तू မော့ကြည့်သင်ဘယ်သူတော့ငါတရားပဲ
အဲ့ဒီလိုဆိုရင်လည်းပဲသင်ဟာတရားဆိုရင်လည်းပဲတရားမိုက်ပဲဖြစ်မယ်တဲ့ပိဿရဲ့တရားလို့ပုဂ္ဂိုလ်ကြီးကိုမိုက်တယ်ဆိုတဲ့စကားလုံးနဲ့မလုပ်လိုက်တာလေဆွဲလိုက်တာခုဒကာမတို့ဦးဇင်းတို့ကောင်းကင်ကနတ်တယောက်လောက်မြင်မယ်ဆိုရင်အကုန်လုံးအော်တောင်းတဲ့ဟုတ်လားလက်ဥတွေဘာတွေမျက်နှာချီမလားမသိဘူးဟင်ဒကာကြီးမိုက်မြဟင်အခုသုဘဗုဒ္ဓကတရားကိုဘယ်လိုပြောနေတာလဲတရားမိုက်လို့ပြောနေတာဘာဖြစ်လို့ပြောရဲတာတော့မလိုချင်လို့ပြောရဲတာဟင်ဒကာကြီးမိုက်မြဘာလို့ပြောရဲတာလဲအဲ့ဒီတရားကပေးမယ်ဆိုတဲ့ဆုလက်တွေကို तू ရချင်သလားမရချင်ဘူးမလိုချင်ရင်ရဲချင်တာပဲနော်ဒကာကြီးမိုက်မြတစုံတစ်ခုမျှော်လင့်နေတယ်ဒီလူစီကတစ်ခုခုရချင်တယ်ပစ္စည်းမှမဟုတ်ဘူးနော်ဒီလူစီကအရေးပေးမှုကိုရချင်တယ်မေတ္တာကိုရချင်တယ်ဘာပဲရချင်ချိုးသားတဲ့စကားလေးကိုရချင်တယ်ရုပ်စွာအဆုံးအဲ့လိုလေးရချင်တယ်ဆိုရင်တောင်မှဒီလူရှိမှကိုသည်ရဲရင်မှုအပြီးမရှိဘူးကြောက်နေရတယ်ဘာကြောင့်ကြောက်နေရတယ်လဲလို့မေးရင်တစုံတစ်ခုကိုမျှော်လင့်နေလို့ကြောက်နေရဟုတ်လားဒကာကြီးမိုင်းမြဒီစကားလေးကိုအိမ်ရောက်ရင်တိတိကျကျစဉ်းစားအဲ့တော့သုဘဗုဒ္ဓကအသိရှိသွားတဲ့အခါကျတော့နေတဲ့နေရာမှာလဲနေရဲတယ်တရားလို့လူကိုတောင်းမှတရားလို့နတ်ကိုတောင်းမှပါလဲတရားမိုက်လို့ပြောရဲတယ်သိက္ခာရှိရှိနေရဲတယ်ကင်သေးတဲ့အခါကျတော့ဘယ်လိုလဲတဲ့သုဘဗုဒ္ဓကသေရဲတယ်ဒကာကြီးမိုက်မြဟုတ်လားအဲ့ဒီကိစ္စအဲ့ဒီတတ္တိကလွယ်တဲ့ကိစ္စလွယ်တဲ့တတ္တိမဟုတ်ဘူးနော်ဒကာကြီးမိုက်မြအဲ့ဒီမှာသုဘဗုဒ္ဓကရွတ်သေးတယ်ဂါထာလေးတစ်ပုဒ်ဂါထာလေးနှစ်ပုဒ်ရွတ်သေးတယ်အဲ့ဒါလေးကိုဦးဇင်းနဲ့ပြပြသူ့ရဲ့အစွမ်းတွေကို तू ပြောပြတာအ ਨੇ ဒိဗ္ဗေလည်းအင်မတန်ကောင်းပါတယ်တတ္ထာဒနံသီလဒနံဟိရိဩတ္တပိယံဒနံသုဒ္ဓဒနင်းသသာဂောသပညာဝေတတ္တမန္တနံယသဣတိတနာအဋ္ဌိအိဋ္ဌိယပုရိတတဝါအတလိတောတိတဟုအာမောကံတတ္တဇီဝိတံတတ္ထာဒနံယုံကြည်မှုဆိုတဲ့တရားတရားတိဟူသောဥစ္စာ၎င်းသီလဒနံကိုယ်နဲ့နှုတ်ကိုစောင့်စည်းခြင်းဆိုတဲ့သီလဥစ္စာယရနာတိ၎င်းဟိရိဩတ္တပိယံတနံမကောင်းတာလုပ်ရမှာမကောင်းတာပြောရမှာမကောင်းတာကြံရမှာကိုရှက်ချင်းကြောက်ချင်းဆိုတဲ့ဟိရိဩတ္တပယရနာဥစ္စာ၎င်း၄မျိုးရှိသွားပြီတတိလေးနဲ့နားထောင်တော့တရားကတော့မြန်မြန်သွားမှာပဲနော်မှီအောင်လိုက်ဟတ်လာတခါကြီးမိုက်မြတတ္တရဏံယုံကြည်မှုတည်ဟူသောဥစ္စာယရနာ၎င်းသီလဒနံကိုယ်နဲ့နှုတ်ကိုဆောင်စည်းခြင်းဆိုတဲ့သီလယရနာဥစ္စာ၎င်းဟိရိဩတ္တပိယတနံမကောင်းတာလုပ်ရမှာပြောရမှာကိုရှက်ချင်းကြောက်ချင်းဆိုတဲ့ဟိရိဩတ္တပယရနာဥစ္စာ၎င်းစာကိုစပေကံစွန်ကျဲလှူဒန်းခြင်းဆိုတဲ့ဒါနစာကယရနာတိ၎င်းတုတံမြတ်စွာဘုရားဟောကြားတော်မူသောတရားဒေသနာတော်တို့ကိုအကြအမြင်ဘဟုတုတ္တများခြင်းဆိုတဲ့တုတ္တယရနာ၎င်းတတ္တမံခုနှစ်ခုမြောက်သောပညာယုတ်တရားနံတရားခန္ဓာ၅ပါးတို့သည်အမြဲမရှိဆင်းရဲ၏အနှစ်သာရမရှိလို့လက္ခဏာရည်သုံးပါးကိုထိုးထွင်းသိမြင်တဲ့ပညာယရနာ၎င်းဘယ်နှပါလဲခုနှစ်ပါးဧတေဤယရနာတို့သည်လောကီလောက၌အဋ္ဌိတန်ရှိကြပေကုန်၏အဲ့ဒါလို့သူတော်ကောင်းတွေမြင်နိုးတဲ့တန်ဖိုးထားတဲ့ယရနာခုနှစ်ပါးလောကမှာရှိတယ်တဲ့လူတွေတန်ဖိုးထားတဲ့ယရနာတွေကတော့အမျိုးမျိုးပေါ့ဗျာအခုပြောနေတာကဘယ်သူတွေတန်ဖိုးထားတဲ့ယရနာလဲသူတော်ကောင်းတွေတန်ဖိုးထားတဲ့ယရနာတရားတရားသီလဟိရိဩတ္တပစာကသုတ္တပညာတခုစီရဲ့အတိတ်အဓိပ္ပာယ်ကိုအကျေမပြောတော့ဘူးဒီပေသာအုံနောက်ရှိတယ်အလုံးသိမယ်လို့ဦးဇင်းယုံကြည်တယ်နော်တရားတရားရဲ့သီလရဲ့ဟိရိရဲ့ဩတ္တပရဲ့သုတ္တရဲ့စာကရဲ့သုတ္တရဲ့ပညာရဲ့အဲ့ဒီလိုသူတော်ကောင်းတွေမျက်နှိုးတဲ့ယရနာခုနှစ်ပါးဟာဣတိယဝါမိမမူလေးဖြစ်စေပုရိသတ္တဝါယောက်ျားမူလေးဖြစ်စေယတ္တာအခြင်းပုဂ္ဂိုလ်ရဲ့တန်တမ်းမှာဣတိတနာထိုးသူတော်ကောင်းနေမျက်နှိုးတဲ့ယတနာဥစ္စာတို့သည်အဋ္ဌိတန်နေရှိကြပေကုန်၏မိမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်ဘယ်လိုပုဂ္ဂိုလ်ရဲ့တန်တမ်းမှာပဲဖြစ်ဖြစ်အခုပြောခဲ့တဲ့ယတနာခုနှစ်ပါးရှိတယ်ဆိုလို့ရှိရင်တဲ့အာဒလိတောတိတံအာဟုအာမောကံတတ္တဇီဝိတံတန်ထိုကဲ့သို့သူတော်ကောင်းနေမျက်နှိုးတဲ့ယတနာခုနှစ်ပါးရှိကြတဲ့ပုဂ္ဂိုလ်တို့ကိုအာဒလိတောတိမစင်ရသောပုဂ္ဂိုလ်မနွမ်းပါသောပုဂ္ဂိုလ်မမွဲတေသောပုဂ္ဂိုလ်ဝါလူချမ်းသာဟု၍အာဟုသူတော်ကောင်းတို့သည်ဆိုကြကုန်မည်အဲ့ဒီယတနာခုနှစ်ပါးရှိတဲ့လူကိုယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်အာဒလိတမစင်ရသောသူမနွမ်းပါသောသူတနည်းအားဖြင့်ချမ်းသာကြွယ်ဝသူဆိုတဲ့ဂုဏ်တူးကိုဘယ်သူပေးတယ်လဲမြတ်စွာဘုရားအစရှိတဲ့သူတော်ကောင်းကြီးတွေကပြောတယ်တဲ့ဟုတ်လားဒကာကြီးမိုင်းမြ
တော့လောကမှာတကယ်ချမ်းသာတယ်ဆိုတဲ့လူဟာဘယ်လိုလူလဲလို့ဒီမှာဒေသနာတော်နဲ့ညှိကြည့်မယ်ဆိုရင်အဖြေပေါ်မလာဘူးလားဖြေပေါ်လာတယ်လူတွေသတ်မှတ်တာကတော့ငွေများများသုံးနိုင်ရင်ချမ်းသာတယ်လို့ပြောတာပဲခေတ်ပေါ်ပစ္စည်းအဆင်းမြင့်မြင့်တွေသုံးနိုင်ပြီးတော့ဟောကြွားကြွားဝါဝါနေနိုင်တယ်ဆိုရင်သိအဆင်ပြေတာပဲလို့ပြောကြတာပဲဟုတ်လားမြတ်စွာဘုရားကတော့ဒီမှာဘယ်လိုလူသားနဲ့ချမ်းသာတယ်လို့ပြောထားတယ်လေသူတော်ကောင်းတွေမြင်နိုးတဲ့ယရနာတွေပြည့်စုံတယ်ဆိုရင်ချမ်းသာမယ်တဲ့အဲ့ဒါသောတပတ္တိမဲ့ဉဏ်ဆိုတဲ့အတိကိုရမယ်ဆိုရင်ဒီယရနာ9ပါးလုံးပြည့်စုံသွားတယ်နောက်တခါဒီမိုင်းမြယရနာ9ပါးလုံးကိုပြည့်စုံအောင်ဒီပြင်နီးနဲ့ကြိုးစားလို့မရဘူးဟုတ်လားတခါဒီမိုင်းမြမြတ်စွာဘုရားရဲ့တရားတော်နဲ့ကြီးလိုက်နာကျင့်သုံးတဲ့နီးနဲ့သာလေဒီယရနာ9ပါးပြည့်စုံအောင်ကြိုးစားလို့ရတယ်မဟုတ်လားအေးအဲ့ဒီမှာသူကသုံးပါးဗုဒ္ဓကငါသည်မဆင်းရဲဘူးလို့ပြောလိုက်တာအမြင်အားဖြင့်တော့ဆင်းရဲတယ်အတွင်းတန်တာမှာချမ်းသာကြောင်တရားတွေပြည့်နေတဲ့အတွက်ကြောင့်ငါသည်လူချမ်းသာတက်ရောက်လို့သူပြောနိုင်တယ်ဒကာဓမ္မတို့ဦးဇင်းတို့တွေငါသည်လူချမ်းသာတက်ရောက်လို့ခံစားနိုင်တဲ့အခွင့်အရေးခံစားဘူးတာမျိုးအင်မတန်နည်းလိမ့်မယ်လို့ထင်ဒါဦးဇင်းတို့လည်းသိမခံစားဘူးပါငါတော်တော်ချမ်းသာနေပြီတော်တော်ကိုကောင်းနေပြီဆိုတဲ့ခံစားချက်ရှိဖို့လွယ်သလားမလွယ်ပါဘူးကိုယ့်အပူတွေနဲ့ကိုယ့်လိုအပ်ချက်နဲ့ကိုရှုပ်နေတာတွေပဲများနေတယ်မဟုတ်လားဟင်တခါယူမိုင်းမြအေးအဲ့ဒီမှာနောက်ထပ်သူဆက်ပြောထားတာလေးကဘာလေးလဲအာတလိတောတိတံအာဟုအာမောကံတတ္တဇီဝိတံသတ္တတုပုဂ္ဂိုလ်ရဲ့ဇီဝိတံအသက်ရှင်ခြင်းကိုအာမောကံအချီးနှီးအကျိုးမဲ့မှုမှု၍အသက်ရှင်ခြင်းဟူ၍အာဟုဆိုကြကုန်မည်အဲ့ဒီပုဂ္ဂိုလ်ရဲ့အသက်ရှင်ခြင်းကိုအလကားအသက်ရှင်ခြင်းမဟုတ်ဘူးတနည်းအားဖြင့်အဓိပ္ပာယ်ရှိသောအသက်ရှင်ခြင်းလို့ဆိုကြတယ်တဲ့ခုနတုန်းကဦးဇင်းတို့ရဲ့စကားလေးနဲ့ပြန်ပြီးတော့ဆက်ဟပ်ကြည့်နော်အချိန်တိုင်းဘဝကိုစရေပြစ်နေရတယ်အသက်ရှင်နေဆိုတာဒီကိစ္စပဲနော်တခါကြီးမိုက်မြဟိုကျန်းကန်တွေထဲမှာဘာနဲ့ဥပမာပေးတယ်ဆိုလို့ရှိရင်ဟိုလှဲဘိန်းကြီးတွေလေလိမ့်သွားတယ်ဆိုတဲ့နေရာမှာအဲ့ဒီလှဲဘိန်းနဲ့မြေကြီးနဲ့ထိတယ်ဆိုတာကလက်လေးလုံးလောက်ပဲထိတာဟုတ်လားတခါကြီးမိုက်မြအဲ့ဒါလိမ့်သွားတယ်ဆိုရင်တဘိန်းလုံးတစ်ခါတည်းထိတာလားမဟုတ်ဘူးဘဝဆိုတာအဲ့ဒီနီးတိုင်သွားနေတာလူငယ်တွေလှဲဘိန်းမမြင်ဘူးရင်ကားဘိန်းကိုကြည့်လိုက်ပေါ့ဟုတ်လားကားဘိန်းရဲ့ဧရိယာအကုန်လုံးမြေကြီးနဲ့တစ်ခါတည်းထိသွားတာလားမဟုတ်ဘူးနည်းနည်းလေးထိနေတာနော်ထိတဲ့နေရာလေးကဘဝဆိုတာအဲ့ဒါလိုပဲအခုပြစ္ဆုတ်ပံဆိုပြီးတော့ကုန်းပြီးတော့ဒီလိုလေးသွားနေတာအဲ့ဒါကိုတတိနဲ့အမိဖမ်းပြီးတော့အနှစ်မထုတ်နိုင်ဘူးဆိုရင်အဲ့ဒီကုန်းသွားတာတွေဟာအမြဲတမ်းရှုံသွားတာပဲနားလေတယ်နော်ဒါကြောင့်ယရနာ9ပါးကိုရှာဖွေရင်းနဲ့ယရနာ9ပါးကိုပြည့်စုံအောင်ကြိုးစားရင်းနဲ့ပြည့်စုံပြီးတော့အသက်ရှင်မယ်ဆိုရင်တော့အဓိပ္ပာယ်ရှိတယ်တဲ့ယရနာ9ပါးမပြည့်စုံမဲနဲ့အသက်ရှင်မယ်ဆိုရင်တော့အဓိပ္ပာယ်မရှိဘူးလို့ပြောတာဒီတော့ဦးဇင်းတို့ကသုဘဗုဒ္ဓကိုဟုတ်ဘယ်လိုလုံးပြောမလဲဆိုတော့မရှိပေမဲ့လို့အသိရှိတဲ့အခါကျတော့သူ့ကိုဆင်းရဲတယ်လို့ပြောလို့မရဘဲနဲ့အားကျစရာအနေအထားကိုတောင်ရောက်သွားတယ်ဟုတ်လားဒကမကြီးများမရှိပေမဲ့လို့အသိရှိတဲ့အခါကျတော့သူဒီအားကျစရာလူသားတစ်ယောက်ဖြစ်သွားတယ်ဟုတ်လားဒါကြောင့်ရှိဖို့တဲ့သိဖို့ကအရေးကြီးစီဆိုတာဒါလေးကိုဦးဇင်းတို့ကပြောချင်နောက်ရှိပေမဲ့လို့အသိမရှိတော့ဒုက္ခရောက်ပုံကလေးနည်းနည်းပြောအောင်မယ်ဦးဇင်းတို့သာဝတိမြို့မှာဂတိ40တဲ့ရှိတာကတော့ဂတိ40တောင်ရှိတထေးကြီးတူရှိတယ်သူ့ရဲ့နာမည်ကအာနန္ဒာလို့ခေါ်တယ်အဲ့ဒီတထေးကြီးကသူကဘာလဲဆိုတော့လောကမှာရှိဖို့ရှိမှလူရဝင်တာရှိမှအရာရာကိုလွှမ်းမိုးနိုင်တာဒီရုပ်ချမ်းဝါဒကသူ့ခေါင်းထဲမှာဆွဲနေတယ်ဒါကြောင့်သူကဩဝါဒပေးတယ်အင်္စနာနံခယံဒိဋ္ဌဝါဥပါစိကာနိသအာစီယံဟောဘာပြောတယ်လဲဆိုတော့မျက်စင်းကြောက်ကလေးများဟာသွေးပါများရင်ကုံသွားတာပဲတဲ့နော်ပိုးကောင်မွားကောင်လေးတွေဟာတဲ့ခြားကောင်ကလေးတွေဟာနည်းနည်းချင်းလေးစုတာနဲ့တောင်ပူကြီးတွေဖြစ်လာတာပဲတဲ့နော်အဲ့ဒီမှာသူကဘာဆက်ပြုံးလို့ဆိုပြားကောင်လေးတွေဟာနည်းနည်းလေးစုတာနဲ့ပြားအောင်ကြီးအကြီးကြီးဖြစ်သွားတာပဲတဲ့ဒါကြောင့်နည်းနည်းလေးမှအလဟတအကုန်မခံနဲ့ဘဇုကမှလည်းမပေးနဲ့ပေးလိုက်ရင်ကုန်တာပဲလောကမှာပေးခြင်းမှာအနှစ်မရှိဘူးရှိခြင်းမှာအနှစ်ရှိတယ်လို့သူကအဲ့ဒါလိုယုံကြည်တာဒါကြောင့်ဘဇုကမှဘာမှမပေးနိုင်ဘူးသူ့ကိုယ်သူရှိခြင်းနေနဲ့ပဲအမြဲတမ်းမွမ်းမံပြီးတော့နေတယ်နော်ဘဝကအဲ့လိုနေသွားတာနော်တခါကြီးမိုက်မြအဲ့ဒီလိုနေသွားရင်လည်းဟောသေသွားပြီသူပိုင်ပါတယ်ဆိုတဲ့ပစ္စည်းတွေဟာသူပိုင်တယ်လို့ပြောလို့ရသလားမရတော့ဘူးဒါရှင်းလေးရဲ့ဘဝဟာအင်မတန်ရှင်းတယ်လူတွေကအမြင်မရှင်းလို့ခက်နေတာနော်ဘဝဟာအင်မတန်ရှင်းပါတယ်ဘလောက်ပဲရှားတာဘလောက်ပဲကြိုးစားခဲ့ကိုသေးသွားရင်အကုန်လုံးထားခဲ့ရတယ်ဒါလူတိုင်းသိတယ်နော်ဒါပေမဲ့အဲ့ဒီရှင်းလင်းဖြစ်နေတဲ့ကိစ္စကိုပဲရှုပ်ထွေးစိတ်တွေနဲ့ကြည့်တဲ့အခါကျတော့မမြင်ဘူးဖြစ်နေတယ်1 နဲ့ 2နဲ့ပေါင်းရင်
သုံးဖြစ်တယ်အင်မတန်လွယ်ကူတဲ့ပု္ပ္ပာနော်ဒါကိုပဲမှန်အောင်မတွက်နိုင်ဘူးအဖြေတွေက၄ထွက်နေတယ်၅ထွက်နေတယ်တော်လို့လားညံ့လို့လားလူတွေဟာအဲ့လိုဖြစ်နေတယ်ပု္ပ္ပာကအင်မတန်လွယ်တယ်ဒါပေမဲ့ဒါကိုပဲလွယ်တာကိုပဲသူတို့အဖြေမှန်အောင်မထုတ်တတ်ဘူးဒါကြောင့်မသေးခင်အများကြီးကြိုးစားတယ်တချို့သားအတွက်ကောမြေအတွက်ကောဟိုးရှုပ်ရှက်တွေကိုခတ်ပြီးတော့သူတို့ဘဝလေးတူတူလေးအချိန်လေးမှာအပူတွေအရှုပ်တွေနဲ့ပဲအချိန်ကုန်ပြီးတော့နေသွားကြတာအဲ့ဒီလူတွေအတွက်မှန်သလားအတွက်မှားသလားအတွက်မှားတယ်တင်းနဲ့နှစ်နဲ့ပေါင်းတာကိုသုံးဆိုတာလောက်တောင်သူတို့မသိဘူးဦးဇင်းကရှုံချပြီးတော့ပြောတာလားတိုးတက်စေခြင်းလို့ပြောတာလားအေးနားလည်ရမယ်နော်တခါကြီးဒီမိုင်းများဘဝဟာသေဆုံးသွားလို့ရှင်ပိုင်ဆိုင်နေဆိုတာဘာမှမရှိဘူးအဲ့ဒါကိုနာနာစဉ်းစားလို့ရှိရင်အင်မတန်မြင့်မြတ်တဲ့စိတ်ဓာတ်တွေထွက်လာနိုင်တယ်တဘာဝကျတဲ့စိတ်ဓာတ်တွေထွက်လာနိုင်တယ်နော်ခုအာနန္ဒာတထေကြီးဟာအဲ့လိုမြင့်မြတ်တဲ့စိတ်ဓာတ်တွေထွက်သလားမထွက်ဘူးရှိဖို့ဒါပဲသူကဒါကတော့ဘာမှမဆန်းဘူးနော်ငယ်ငယ်လေးတွေကစမိဘတွေကအဲ့လိုသင်ပေးတာပတ်ဝန်းကျင်ကလည်းအဲ့လိုသင်တာမရှိရင်အောက်ကြမယ်ရှိရင်တူတတ်မယ်ဒါပဲနော်အဲ့ဒါလောက်နဲ့တော့အဆင့်မြင့်တယ်လို့မပြောလို့ပြောလို့လည်းမရဘူးအဲ့တော့ပေးတဲ့တို့ကိုသားကိုသမီးလေးတွေကိုသင်ပေးခြင်းနဲ့ဆိုရင်မသိရင်ဆင်းရဲမယ်သိရင်ချမ်းသာမယ်လို့အသင်ကိုပြောင်းရမယ်ရှိအောင်လည်းပဲထိုက်တဲ့လောက်ကြိုးစားရမယ်နော်ဒါကတော့ခန္ဓာဝင်ရှိနေတယ်သို့တော့လိုအပ်တဲ့ကွက်လက်ကဘာလဲသိဖို့ဟုတ်လားတခါယူမိုက်များအေးမသိရင်ဘာလဲဆင်းရဲမယ်သိရင်တော့ချမ်းသာမယ်မသိရင်ခက်မယ်သိရင်လွယ်မယ်အဲ့ဒါဒီအာနန္ဒာတထေကြီးသေသွားပြီသေသွားတော့ဘယ်ရောက်တုံဆိုတော့ဒွန်းစန္ဒာရွာကြီးကိုရောက်တယ်အဲ့ဒီမှာသူပရိသေတွေနေတဲ့နေ့ကစပြီးတော့အဲ့ဒီဒွန်းစန္ဒာရွာကြီးတောင်းစားတဲ့ရွာကြီးတယောက်မှအလုတ်အကင်မဖြောင်တန်းဘူးတဲ့တောင်းလို့ကိုအဆင်မပြေဘူးလို့ဖြစ်တယ်နော်အဲ့ဒါနဲ့တခါတည်းဒုရွာထဲမှာလူယုံမှရှိတယ်ကွာလောတကတိတ်တလိုပါပဲအင်ကြီးတစ်ထောင်ရှိတာကို900တိခွဲလိုက်တယ်သူပါတဲ့ဘက်ကအဆင်မပြေဘူး250တိခွဲလိုက်တယ်သူပါတဲ့ဘက်ကအဆင်မပြေဘူးနောက်ဆုံးသူတို့အိမ်တိမ်နဲ့ကြံတယ်အဲ့ဒါနဲ့နင်းကူဝင်ရှိတဲ့ကစပြီးတော့ဒီရွာဒုက္ခရောက်တာနင်းထွက်တော့ခိုင်းလိုက်တယ်သူ့အမေတောင်မှသူ့ကိုဗိုက်ထဲထည့်မိတာနဲ့ဒုက္ခရောက်တယ်အဲ့ဒါမွေးလာပြီဆိုတော့မျက်လုံးကမျက်လုံးနေရာမှာမရှိဘူးနှာခေါင်းကနှာခေါင်းနေရာမှာမရှိဘူးမြေပုတ်ဘီလူးလေးလို့အယုတ်ဆိုးတယ်တဲ့ပိဋကရရှိခြင်းကိုဦးစားပေးခဲ့တော့လောဘဒေါသတွေကတိတ်ကြီးခဲ့မှာကိုဟုတ်လားရှိဖို့ဆိုရင်လောဘတွေကတိတ်ကြီးလာမယ်လောဘလိုအပ်ချက်တွေတိတ်များလာရင်အဆင်မပြေမှုတွေများတဲ့အတွက်ကြောင့်ဒေါသတွေလည်းတိတ်ကြီးလာဒေါသကြီးတယ်ဆိုတာလောဘကြီးလို့ဒေါသကြီးတာနော်ဟိုအဖြစ်လဲစိတ်တိုင်းမကြဟိုအဖြစ်လဲအလိုမပြည့်အဲ့ဒီမှာဒေါသတွေတိတ်ဖြစ်တယ်အလိုမကြဘူးဆိုတာအလိုဆိုတာရှိနေလို့မကြဘူးဆိုတာဖြစ်တာဟုတ်လားဒကမကြီးများအဲ့ဒီတော့လောဘတိတ်ကြီးခဲ့တော့ဒေါသလည်းကြီးမှာပေါ့ဒေါသကြီးပြီဆိုတော့အယုတ်ကဆိုးပြီပေါ့အဲ့ဒါမအေကတော့ကိုသွေးကိုသားဆိုတော့မေတ္တာမပြတ်နိုင်ဘူးသူ့ကိုတခါတည်းလက်ဆွဲပြီးတော့တောင်းရတယ်သူပါတဲ့နေ့ဆိုတောင်းလို့မရအဲ့ဒါနဲ့သူ့ကိုတနေရာမှာထားပြီးတော့နည်းနည်းလေးမတ်တက်ပြေးအရွယ်လေးရောက်အောင်တော့မွေးရတယ်အဲ့ဒါသူ့ကိုအစင်းစင်းအရေရေဒုက္ခခမ်းပြီးတော့မွေးရတယ်အဲ့ဒီလိုနဲ့သူသွားနိုင်လာနိုင်ပြီဆိုတော့မအေကငါသားစိတ်ထဲမှာပြောတာမင်းကိုအမေကချစ်ပါတယ်သို့တော့မင်းနဲ့အတူနေရင်အမေတောင်ငတ်သေးရလိမ့်မယ်အဲ့ဒီတော့ကဘာမီးလောင်သားကောင်ချနင်းမတက်နိုင်ဘူးဆိုပြီးတော့သူ့ကိုအိုးခွဲလေးတစ်ခုပေးပြီးတော့ဟိုအိမ်ကသိပ်ပြီးတော့ရေရိုးတယ်ဆိုပြီးတော့တောင်းခိုင်းတယ်ပြီးတော့မအေကပြစ်ပြေးအဲ့ဒီမှာသူတယောက်တည်းကြံရစ်ရှိချင်းကိုဦးစားပေးခဲ့တာနော်တခါကြီးမိုက်များအဲ့ဒါနဲ့သူမြို့ထဲရှောက်သွားရင်းနဲ့သူတစ်ချိန်လုံးကပိုင်ခဲ့တဲ့အိမ်ကြီးခြံကြီးတကားမုတ်၄ခုရှိတယ်လို့ပြောတယ်အဲ့ဒါကြီးကိုမြင်တော့သူဇာတိတ္တရညာရတယ်ဒါငါအိမ်ကြီးတဲ့မိသားကြီးဗါတဲ့တုံးဒါငါအိမ်ကြီးတဲ့ဟုတ်သေးလားမဟုတ်တော့ဘူးအရင်ဘဝကတော့ဟုတ်တယ်အခုဟုတ်သေးသလားအေးဒါကြောင့်ငါဆိုတာတကယ်မရှိဘူးနော်တခါကြီးမိုက်များဟုတ်လားအဲ့ဒီမှာသူကသူ့အိမ်ကြီးဆိုတဲ့အမှတ်နဲ့တခါတည်းဝင်သွားတာတကစောင်းတွေကလက်နေတော့တကားမုတ်သုံးမုတ်ကိုသူကြော်သွားတယ်နောက်ဆုံးတကားမုတ်ရဲ့အုတ်တိုင်းဘေးမှာအိမ်ပန်းညံလေးထဲမှာသူ့သားမူလတိရိရဲ့သားသမီးလေးတွေကစားနေတာသူ့ရဲ့မြေးလေးတွေပေါ့နော်အဲ့ဒါကိုမြင်တော့ဟိုကလေးတွေကသူ့ကိုမြင်တော့ဘီလူဆိုပြီးတော့အော်ပြီးတော့ကြောက်လန့်ပြီးတော့သတိတွေပါမေ့သွားတယ်လို့ဆိုတယ်အဲ့ဒါနဲ့အဆောင်နေရောက်လာပြီးတော့ကြည်စံဘဲကအသေးရုပ်တဲ့လူလည်းမသိဘူးဆိုပြီးတော့ဒီကလေးကိုရိုက်နှက်ပြီးတော့တတိမေ့မျောအောင်ရိုက်နှက်ပြီးတော့တခါတည်းခြေထောက်ကနေတရွတ်တရွတ်ဆွဲပြီးတော့မြို့ရဲ့အမိုက်ပုံပေါ်သွားပြီးတော့ပြစ်ထားမသေးဘူးဗျာအဲ့ဒီမှာမြတ်စွာဘုရားနဲ့ရှင်အာနန္ဒာကိုတော်မြတ်ဆုံးခံကြွလာတော့ဒီကလေးကိုမြင်တော့အာနန္ဒာနာမည်ချင်းကတူးနေတယ်နော်တခါကြီးမိုက်မြန်အဲ့ဒီမှာအာနန္ဒာတထေးကြီးပဲဒါအဲ့ဒီမှာအဲ့ဒီကလေးလေးကိုအဲ့ဒါလိုပြောတော့ဒီလိုပြောတဲ့စကားကိုမူလတိရိကကြားတယ်ကြားတော့သွားခေါ်ကြည့်လို့မြတ်စွာဘုရားကလည်းခိုင်းတော့မူလတိရိကရောက်လာဒါမင်းအဖေလို့ပြောတယ်
အဲ့ဒီမှာမူလတိတိကမြတ်စွာဘုရားပြောတဲ့စကားကိုလုံးဝမယုံဒါသူ့ကိုသိက္ခာချတာလို့သူကအဲ့ဒါလိုယူဆအဲ့ဒီမှာမြတ်စွာဘုရားကမင်းမယုံဘူးဆိုလို့ရှိရင်မင်းကိုမပြောဘဲနဲ့မြုပ်ထားခဲ့တဲ့ရွှေဦး၅လုံးရှိတယ်အဲ့ဒါမင်းသိသလားမြုပ်ထားခဲ့တယ်လို့ပဲသိတယ်ဘယ်နှမြုပ်ထားခဲ့တယ်လို့ကျွန်တော်မျိုးမသိအဲ့ဒါလို့သူမင်းသူ့ကိုမေးကြည့်အဲ့ဒါနဲ့အဲ့ဒီကလေးကိုမေးကြည့်တော့အဲ့ဒီကလေးကအကုန်ပြောတယ်အဲ့ဒီနေရာသွားတူတယ်ရွှေဦး၅လုံးရအဲ့ဒီကြမှာယုံတယ်ဒီတော့မြတ်စွာဘုရားကအဲ့ဒီနေရာမှာရောက်လာတဲ့ပိဋကတ်ကိုတရားဟောတယ်တဲ့ဗုဒ္ဓမတ္တိတနာမတ္တိဣတိပါလောဝိဟညတိအတ္တပိအတ္တနောနတ္တိကုတောဗုဒ္ဓကုတောဒနံဒီကထာလေးသိကောင်းတယ်နော်တခါကြီးမိုက်မြတ်ဗုဒ္ဓမတ္တိတနာမတ္တိဣတိပါလောဝိဟညတိအတ္တပိအတ္တနောနတ္တိကုတောဗုဒ္ဓကုတောဒနံအတ္တမေငါအာဗုဒ္ဓသာသမီတို့သည်အဋ္ဌိတန်နေရှိကုန်၏ဒနာပစ္စည်းဥစ္စာတို့သည်အဋ္ဌိတန်နေရှိကုန်၏ဣတိဤသို့ဘာလို့မတည်သောပုဂ္ဂိုလ်သည်ဝိဟညတိတွေးပြီးတော့ပင်ပန်းနေတယ်ငါမှသာသမီရှိတယ်ပစ္စည်းရှိတယ်ဆိုပြီးတော့ပင်ပန်းနေတယ်စကားကကွက်ကြော်လေးပြောထားတာမြတ်စွာဘုရားကသာသမီရှိတယ်ပစ္စည်းရှိတယ်ဆိုတာနဲ့ဘယ်နဲ့ကြောင့်ပင်ပန်းသွားတော့ဆိုသာသမီရှိရင်သာသမီအရေးတွေသာသမီကိစ္စတွေကခေါင်းထဲကိုတောက်လျှောက်ရောက်တော့မယ်နော်တခါကြီးမိုက်မြပစ္စည်းရှိတယ်ဆိုပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဟာရအောင်တိုးအောင်ရှာဖို့ထိမ့်သိမ့်ဖို့ဆိုတဲ့ကိစ္စတွေခေါင်းထဲကိုရောက်တော့မယ်နော်အဲ့ဒါဆိုလို့ရှင်ဘာဖြစ်ပြီတော့ပင်ပန်းပြီတဲ့ခေါင်းထဲမှာပင်ပန်းသွားပြီစိတ်ထဲမှာပင်ပန်းသွားပြီဒါကိုပြောတာသိလားအဲ့ဒီမှာမြတ်စွာဘုရားကဘလို့အဖြေထုတ်ထားတယ်အတ္တပိအတ္တနောနတ္တိအတ္တပိမိမိသောမလိအတ္တနောမိမိရဲ့ဒါနာယအာကိုဖို့ရလုံငါနတ္ထိမရှိပါပေကိုယ်ဒီပင်လင်ကိုယ့်အတွက်မရှိဘူးတဲ့ကဲအဲ့ဒါလိုတောင်ပြောတယ်နော်တခါကြီးဒီမိုင်းမြကိုအားကိုရဲ့အာကိုရဆိုတာဒီခန္ဓာကိုယ်ကြီးတောင်မှပျက်စီးသွားအောင်မှာဆိုတော့ကိုယ်ဒီပင်လင်ကိုရဲ့အာကိုရအဖြစ်နဲ့တော့မရှိဘူးဒါသူတော်ကောင်းတရားကိုထည့်နိုင်မယ်ဆိုတော့သူတော်ကောင်းတရားကတော့အာကိုရပေါ့နော်တခါကြီးဒီမိုင်းမြသူတော်ကောင်းတရားမပါတဲ့တက်တက်သောကိုယ်ဒီကိုယ့်အတွက်အာကိုရဖြစ်နိုင်မှာမလားမဖြစ်နိုင်ဘူးသူကပဲအမျိုးမျိုးယောဂါတွေနဲ့နှိမ့်ဆက်ပြီးတော့သူကပဲခွဲခွာတော့မယ်လှုပ်တော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ကမပင်ပန်းမိဘူးလားပင်ပန်းနေနော်ကိုယ်ဒီပင်လင်ကိုယ့်ရဲ့အာကိုရအနေနဲ့မရှိပါဘူးတဲ့ဘယ်မှာသာလျှင်သားသမီးသည်ကိုယ့်ရဲ့အာကိုရပစ္စည်းဥစ္စာသည်ကိုယ့်ရဲ့အာကိုရဖြစ်နိုင်မလဲတဲ့ဆိုလိုတာကအသိဉာဏ်ကလွဲလို့ကိုယ့်အတွက်အာကိုရမရှိဘူးလို့ပြောတာအဲ့ဒီဒေသနာတော်ရဲ့အဆုံးမှာ84,000သောဝေနေရတို့အကျွတ်တန်းဝင်နေလို့ဦးဇင်းတို့ဓမ္မပဒမှာအဲ့ဒါလိုမှတ်တမ်းတင်ထားတာရှိပါတယ်နော်တခါကြီးမိုက်မြအဲ့တော့ပိဋကတ်တို့ဦးဇင်းတို့တွေစဉ်းစားရမှာကလောကမှာရှိတာနဲ့သိတာသည်ဘယ်ရာကပို့ပြီးတော့တန်ဖိုးရှိတယ်လဲဆိုတာလေးကိုပဲကွဲကွဲပြားပြားသဘောပေါက်စေချင်တာနော်ဟုတ်ရဲ့လားအဲ့တော့ရှိတယ်ဆိုတဲ့ကိစ္စကမရှိမဖြစ်လို့ရှားနေရတဲ့အပိုင်းကိုသဘောပေါက်ထားဖို့လိုတယ်နော်အဲ့ဒီလိုသဘောမပေါက်ရင်ရှိခြင်းကိုပဲသိပြီးတော့ဦးစားပေးပြီးတော့ခေါင်းထဲမှာနေရာပေးမယ်ဆိုလို့ရှိရင်ဒီရှိခြင်းကပဲကိုယ့်ကိုအချီးကျင်နှိပ်စက်လိမ့်နော်တခါကြီးမိုက်မြနည်းနည်းလေးအတူကလေးတစ်ခုပြောအောင်မယ်ပုံအတူကလေးမြတ်စွာဘုရားလက်ထက်ကတကယ်ဖြစ်ခဲ့တာပါတနေ့မြတ်စွာဘုရားကရှင်အာနန္ဒာကိုခေါ်ပြီးတော့တာဝတိမြို့ရဲ့ဘေးမှာရှိတဲ့လယ်ကွင်းတွေကိုကြွသွားတယ်ကြွသွားတော့လယ်သမားတယောက်ကလယ်ထွန်းနေတယ်အဲ့ဒီလယ်သမားလယ်ထွန်းနေတာနဲ့မလှမ်းမကမ်းရောက်တော့မြတ်စွာဘုရားကရက်ပြီးတော့ခြေသားအာနန္ဒာပတ္တနန္ဒအာတိဝိသောတဲ့အာနန္ဒခြေသားအာနန္ဒာအာတိဝိသောလျင်သောအစိတ်ရှိသောဝါမြန်သောအစိတ်ရှိသောမွေကိုပတ္တမြင်ရဲ့လားဆိုလက်ညှိုးထိုးပြအင်မတန်မြန်တဲ့အစိတ်ရှိတဲ့ကိုက်လိုက်ရင်တခါတည်းတန်းပြီးတော့သေတာကိုမြန်တယ်လို့ပြောတာနော်အဲ့ဒီလောက်မြန်တဲ့အစိတ်ရှိတဲ့မွေကိုမင်းမြင်သလားလို့မေးတယ်အဲ့မှာရှင်အာနန္ဒာကလည်းသေသေးချာချာကြည့်ပြီးတော့ပတ္တာမိဘဂဝါဂောရဝီသောမှန်လားပါဗျာတိတ်ပြီးတော့ပြင်းထန်တဲ့အစိတ်ရှိတဲ့မွေကိုဖရာတပည့်တော်မြင်ပါတယ်ဗျာဒါလေးပဲပြောသွားအဲ့ဒီလိုပြောပြီးတော့ပြန်ကြွသွားရောအဲ့ဒီမှာလဲထွန်းနေတဲ့လဲသမားကကြားတယ်မြတ်စွာဘုရားနဲ့ရှင်အာနန္ဒာခုနတုန်းကတော့ကြော့လိုက်သေးတယ်ခုနသွားပြီးတော့မွေကိုမြင်လားလို့ပြောတယ်ဒီမွေကငါဒီနားမှာလဲထွန်းနေတာဆိုတော့ငါ့ကိုဒုက္ခပေးနိုင်တယ်ဆိုကျိန်တပြားလေးကင်ပြီးတော့သွားတယ်မွေရှိရင်ဖယ်ရအောင်လို့အဲ့ဒီမှာသွားကြည့်တဲ့အခါကျတော့ပိသက်ကြီးမွေမဟုတ်ဖဲနဲ့ငွေဖြစ်နေတယ်ဘာဖြစ်နေလဲငွေတုပ်ကြီးဖြစ်နေတယ်ငွေတုပ်ကြီးဖြစ်နေတယ်အဲ့ဒီတော့ငါမျက်နာချလွဲသလားမြတ်စွာဘုရားနဲ့ရှင်အာနန္ဒာကတော့အစိတ်ပြင်းထန်တဲ့မွေကိုမြင်ရလားရှင်အာနန္ဒာကလည်းအစိတ်ပြင်းထန်တဲ့မွေကိုမြင်ပါတယ်လို့ပြောသွားတယ်အခုငါတွေ့နေတာကတော့အသပြားထောင်တုပ်ကြီးပဲအဲ့ဒီတော့ဒါငါနားချလွဲတာနဲ့မှဆိုပြီးတော့အဲ့ဒီအသပြားထောင်တုပ်ကိုယူငါလဲထွန်းပြန်ရင်တော့ငါယူသွားမယ်ဆိုပြီးတော့အဲ့ဒီအသပြားထောင်တုပ်ကိုထ
ထဲခဲဘတ်တွေနဲ့အသာအုပ်ထားလိုက်တယ်ပြီးရင်ယူမယ်ပေါ့ခဏနေတော့မြို့ထဲကနေလူတွေယုံနဲ့ထွက်လာကြဒီထောင်ထုတ်ကညာတုန်းကသခိုးအုပ်စုကတထေးတူရဲ့အိမ်ကိုခိုးပြီးတော့မြို့ရိုးကိုဖောက်ပြီးတော့သူတို့ထွက်ပြေးလာရင်းနဲ့ကြာနေရတာဒီနာကိုဟုတ်လားအဲ့ဒီမှာဒီမှာခြေရာလျှောက်လိုက်လာတာမြို့ထဲကတထေးကြီးရဲ့အတိုင်းဝိုင်းတွေကလိုက်လာပြီးတော့ဟာဒီနားမှာပျောက်သွားတယ်ဒီနားမှာပျောက်သွားတယ်ဆိုတော့ရှောက်ရှာတော့ထဲခဲဘက်တွေနဲ့အုပ်ထားတယ်အသပြားထောင်တို့ကိုတွေ့သွားတယ်အဲ့ဒီတော့မှကြည်စမ်းတခိုးကလဲထွန်းချင်းဟန်ဆောင်းနေတယ်ဆိုပြီးတော့သူ့ကိုကြိုးတုပ်ပြီးတော့ဘရင်သည်ခေါ်သွားတယ်ဟုတ်လားတခါကြီးမိုက်မြအဲ့ဒီမှာဘရင်သည်ကိုမရောက်လိုက်ပါဘူးဂျားမာတင်တခါတည်းသူ့ကိုတခိုးဆိုလို့ရှိရင်တော့သူ့ကိုတခါတည်းအဆုံးစီရင်လိုက်တော့ဆိုပြီးတော့သူ့ကိုလက်ပြန်ကြိုးတုပ်ပြီးတော့မြို့ထဲမှာကြိမ်နေနဲ့ရိုက်ပြီးတော့ခေါ်သွားတယ်အဲ့ဒီကြတော့မှမြတ်စွာဘုရားပြောတဲ့အစိတ်ပြင်းတဲ့မွေဆိုတာတကယ်ဟုတ်တကူငါအစိတ်တွေတက်နေပြီပိဋကမွေစိတ်ကတက်ပြီလားမွေစိတ်တက်ပြီနော်အဲ့ဒီတော့ तू ကဘာလုပ်တုံဆိုတော့မြတ်စွာဘုရားနဲ့ရှင်အာနန္ဒာရွတ်သွားတဲ့ဒီစကားလေးနှစ်ခွန်းကိုပဲ तू ထက်ကြီးတက်လဲရွတ်ပတ္တာနန္ဒအာတိဝိသောလျင်သောအစိတ်ရှိတဲ့မွေကိုမြင်ရလားမှန်လားပါမြင်ပါတယ်ဖေ။ဒါလေးပဲ तू ဆက်ပြီးတော့ရွတ်သွားတယ်အဲ့ဒီတော့မင်းကြီးတွေကအံ့ဩတယ်ကြည်စမ်းရိုက်တာမအော်ဘူးဒါပဲပြောနေတယ်ရှင်မြတ်စွာဘုရားကိုလည်းပြောတယ်နော်ဘဂဝါဆိုတဲ့စကားလုံးကလည်းပါတယ်အာနန္ဒာဆိုတဲ့စကားလုံးကလည်းပါတယ်အဲ့တော့ဒါဘာပြောတာလဲဆိုငါ့ကိုဘုရင်ဒီခေါ်သွားပါငါဖြည့်ရှင်းပါအဲ့ဒါနဲ့ကောသလရှင်မင်းကြီးရောက်တဲ့အခါကျတော့ဘာလို့ပြောတာလဲမှန်လားပါဒီလိုပဲမြတ်စွာဘုရားနဲ့ရှင်အာနန္ဒာကအစိတ်ပြင်းထန်တဲ့မွေကိုမြင်ရလားဆိုလို့တပည့်တော်သွားကြည့်တာမွေကိုမြင်လို့လောဘတက်ပြီးတော့တပည့်တော်အုပ်ထားမိပါတယ်တပည့်တော်ခိုးတာမဟုတ်ပါဘူးဒါပေမဲ့အခုတော့ငွေစိတ်ဆိုတဲ့မွေစိတ်ကတက်ပြီအဲ့ဒီမှာသူစကားဟုတ်မဟုတ်ဆိုပြီးတော့ကောသလရှင်မင်းကကျောင်းတော်လိုက်သွားပြီးတော့မြတ်စွာဘုရားကြီးကိုသွားပြီးတော့ရှောက်တယ်အဲ့ဒီမှာမြတ်စွာဘုရားကဟုတ်တယ်လို့သက်သေအရာကိုခံတယ်အဲ့ဒီမှာမြတ်စွာဘုရားကဂါထာတစ်ပုဒ်ဟောတယ်နာဒံကမ္မံကတံသာဓုယံကတဝနာနုတပတိယတ္တအတုမူခောရောတံဝိပါကံပတိသေဝတိတဲ့ဒီအလုပ်တစ်ခုကိုလှုပ်လိုက်လို့မျက်ရည်ကြီးငယ်ကျပြီးတော့နောင်တတွေနဲ့ပူပန်ရမယ်ဆိုရင်ဒီအလုပ်ကိုမလုပ်တာကောင်းသေးတယ်တဲ့အဓိပ္ပာယ်ကပိဋကကြီးနားလေတယ်နော်ဦးဇင်းကဟိုဘာသာတွေဟိုအရှိတခွေပြန်မနေဘူးနားလည်ရင်ပြီးရောပဲဟုတ်လားအဲ့ဒါလို့လဲဟောလိုက်ရောအဲ့ဒီယောက်ျားသည်ဘာဖြစ်သွားတော့သောတာပန်ဖြစ်သွားတယ်အဲ့တော့ပိဋကကိုပြောနေတာကဒီရှိဖို့ဆိုတဲ့ပစ္စည်းတွေဟာတစ်ခါမှမွေစိတ်လို့ကိုယ့်ရဲ့တန်တန်ကိုငယ်ဒိတ်ရောက်အောင်တက်နေတဲ့အခါမျိုးရှိတတ်တယ်ဒါလေးကိုသတိထားရမယ်ဒါကြောင့်ဘာပဲဖြစ်ကိုနဲ့ဆက်နေတဲ့ဒီအရာကိုတက်နိုင်တယ်မြကြေပြန့်တော့သိတဲ့နဲ့မဟုတ်လားငွေမရှိလို့လည်းမဖြစ်ဘူးနော်တခါကြီးမိုင်းမြလုံးဝလွန့်ပစ်လိုက်လို့ပြောတာမဟုတ်ဘူးကိုယ့်ရဲ့စားဝတ်နေရေးရှိတယ်အများကောင်းကျိုးလိုအပ်မှရှိတယ်အကျမ်းမာရေးရရှိတယ်နာဂရေးအတွက်ရှိတယ်သို့တော့လိုအပ်တာတဲ့ပို့ပြီးတော့လိုချင်လာပြီဆိုလို့ရှိရင်ဒီငွေပင်လေထဲမှာလူတွေနစ်သွားတာရှိတယ်မဟုတ်လားရှိတယ်ဒါကြောင့်ရှိဖို့ထက်သိဖို့အရေးကြီးသည်ဆိုတာလေးကိုဦးဇင်းတို့ကနည်းနည်းလေးပုံပေါ်အောင်ပြောတာနော်ပိဋကတို့အုံနောက်ရှိပါတယ်ကိုယ့်ကိုစဉ်းစားကြည့်ဟုတ်လားအဲ့တော့အရေးကြီးတယ်ဆိုတဲ့နေရာမှာဘလောက်အရေးကြီးတယ်လဲဒါလေးကိုနည်းနည်းပြောခြင်းသေးပိဋကရဲ့အရေးကြီးတယ်ဆိုတဲ့နေရာမှာဘလောက်အရေးကြီးတယ်လဲမြတ်စွာဘုရားကတော့ခေါင်းကိုမီးလောင်တာငြိမ့်သက်တယ်လို့မျိုးရင်ဝကိုလှန်ဆူးတာကိုနှုတ်ပစ်တယ်လို့မျိုးသိအောင်ကြိုးစားရမယ်လို့အဲ့လောက်အရေးကြီးပြောခဲ့တယ်နော်တခါကြီးမိုက်မြအဲ့တော့ဘုရားရဲ့အမိတ်ဘုရားရဲ့ဆိုလိုချက်ဘုရားရဲ့ဉာဏ်တော်ကိုလေးစားသောအဖြစ်ခေါင်းမီးလာတောင်ကိုနှိမ့်တယ်လို့မျိုးရင်ဘတ်ကိုလှန်ဆူးတာကိုနှုတ်တယ်လို့မျိုးသစ္စာလေးပါးမြင်ပြီးတော့ကိုယ့်ရဲ့အကြောင်းကိုတိတိကျကျမှန်မှန်ကန်ကန်သိအောင်ကြိုးစားခြင်းဆိုတဲ့အလုပ်ဒီအရေးကြီးတယ်လို့နားမလည်သင့်ဘူးလားနားလည်သင့်တယ်ဒါကြောင့်အရေးဘယ်လောက်ကြီးသလဲလို့မေးရင်မြတ်စွာဘုရားကတော့အဲ့ဒါလောက်ထိတောင်အရေးကြီးသင့်တယ်လို့ပြောခဲ့တာနော်တခါကြီးမိုက်မြမိုးပေါက်တွေကကြလာပြီတရားဟောရတာစိတ်မဖြောင်းတော့တခါကြီးမြနော်ဘုန်းကြီးအလိုက်မသိဘူးဖြစ်မှာဆိုရဦးသိန်းတရားဟောတာဘယ်လောက်ရှိသွားပြီတော့တဏှာကြီးတောင်မပြည့်သေးဘူးနော်နည်းနည်းလိုသေးတယ်1မိနစ်2မိနစ်လိုသေးတယ်အဲ့တော့မိုးရက်လို့ဦးသိန်းကမိုးရွာလို့ဦးသိန်းကရက်ရမယ့်အနေအထားမျိုးရောက်နေတယ်ဟုတ်လားဒါကြောင့်ဘေးသက်တို့ကိုဦးဇင်းတို့ပြောချင်တဲ့စကားလည်းထိုက်တလောက်လိပ်ပတ်လဲပြီလို့ဦးဇင်းတို့ယူဆပါတယ်နော်ဟုတ်လားအဲ့တော့ရှိဖို့တဲ့ဘာကအရေးကြီးတယ်လဲသိဖို့ကအရေးကြီးတယ်အဲ့တော့ရှိတာနဲ့သိတာကိုတန်ဖိုးခြင်းကိုဦးဇင်းတို့လက်လှမ်းမိသလောက်ဉာဏ်ကလေးနဲ့ရှင်းပြပါတယ်ဆရာကြီးလေတန်နဲ့ပြောတာမဟုတ်ဘူးနော်တခါကြီးမိုက်မြတွေးမိတာလေးကိုတွေးမိသလိုစဉ်းစားကြည့်ပါဆိုတဲ့အနေကိုပြောပြတာဟုတ်လားအဲ့ဒီမှာရှိဖို့တဲ့သိဖို့ကဘလောက်အရေးကြီးတယ်လဲဆိုရင်ဒီကုန်းချုပ်လေးကဘာတဲ့လဲ
ကောင်းမီးလောင်တာကိုနှိမ့်တယ်လို့မျိုးဟုတ်လားရင်ဝကိုလှန်ဆူးတာကိုအရေးတကြီးနှုတ်တယ်လို့မျိုးမတိမှုကိုနှုတ်ပြစ်တဲ့နဲ့မတိမှုမီးကိုနှိမ့်ပြစ်တဲ့နဲ့လို့ဒီလိုပြောတာသဘောပေါက်လားအေးဒါကြောင့်ရှိဖို့လည်းပဲတရားဘောင်အတွင်းကသီလဘောင်အတွင်းကတတ်နိုင်သမျှကြိုးစားနိုင်ကြပါသည်ရှိဖို့ထက်သိဖို့ကပိုအရေးကြီးသည်ဆိုတဲ့အတိုင်းသိဖို့ကိုသူ့ထက်ပိုပြီးတော့အရေးတကြီးကြိုးစားနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့မေတ္တာပို့ပြီးတော့ရှိဖို့ထက်သိဖို့ကအရေးကြီးသည်ဆိုတဲ့တရားကိုဆုံးသတ်ကြရအောင်ဟုတ်လား